ဒီပင်ကတော့ဆွဲတော်ပင်ပဲဖြစ်ပါတယ်ဆွဲတော်ကအပွင့်ကိုလိုက်ပြီးတော့အဖြူအနီးအဝါနဲ့ခန်းအောင်ဆိုပြီးတော့အပွင့်ကိုလိုက်ပြီးတော့အပင်အမျိုးအစားကွဲပြားပါတယ်ဆွဲတော်ရွက်ကိုဟင်းညိုချက်စားကြတာလဲရှိကြပါတယ်ဆွဲတော်ရွက်ကိုစားပြီးမယ်ဆိုလို့ရှိရင်တော့သွေးသားခန်းချောက်တဲ့ယောဂနဲ့တတိဒေါရနာတွေမုတ်တကိနာနဲ့တလိမ့်နာကိုဘူးနာတွေကိုနိုင်နှင်းစေတတ်တယ်လို့လေးနာကိုလည်းနိုင်နှင်းစေတတ်ပါတယ်ဆွဲတော်ဝင်းအဖြူကဖန်ချိုရတာရှိပြီးတော့ဝမ်းကိုချုပ်စေတတ်ပါတယ်နှုတ်ကိုမြင်စေတတ်ပါတယ်အစီအစီကင်းတဲ့သဘောရှိပါတယ်တွေးပေါက်ပြန်တဲ့အနာထိကြိုက်တဲ့ဓာတ်အနာတွေနဲ့မိရဓမ္မရာမှန်မှန်နာတွေပန်းမရှင်လန်းတဲ့ယောဂတွေကိုတက်တာပြောင်းကင်းစေတတ်ပါတယ်ချောင်းဆိုးတဲ့အနာတီးကြည်နာနဲ့ပန်းနာတွေကိုလည်းနိုင်နှင်းစေတတ်ပါတယ်ဆွဲတော်အဖြူပွင့်ကအနီပွင့်နဲ့ဂုံချင်းတူတဲ့သဘောရှိပြီးတော့အနှဲငယ်သာကွာခြားပါတယ်ဆွဲတော်အနီကဖန်ပြီးတော့အေးတဲ့သဘောရှိပါတယ်ဝမ်းမီးကိုတောက်စေတတ်ပြီးတော့နှုတ်ကိုမြိန်စေတတ်ပါတယ်စီးကိုရွှင်စေတတ်ပါတယ်ဝမ်းကိုချုပ်စေတတ်ပြီးတော့ခန္ဓာမာလာခေါ်တဲ့စင်ကူလေပြတ်နာကိုတက်တာပြောင်းကင်းစေတတ်ပါတယ်အနာပေါက်တွေကိုလည်းတက်တာပြောင်းကင်းစေတတ်ပြီးတော့တီးကြည်နာတလိမ့်နာနဲ့လေနာယောဂါတွေကိုတက်တာပြောင်းကင်းစေတတ်ပါတယ်ပိုးနာနုနာနဲ့စိုးကွဲတဲ့အနာတွေကိုလည်းတက်တာပြောင်းကင်းစေတတ်ပါတယ်အနီပွင့်ကလည်းအစီအစေးမရှိတဲ့သဘောရှိတဲ့အတွက်ဝမ်းချုပ်စေတတ်ပါတယ်ဆိုတော့အဝါပွင့်ကတော့ဖန်တဲ့သဘောရှိပြီးတော့ဝမ်းမီးကိုတောက်စေတတ်ပါတယ်ဝမ်းကိုချုပ်စေတတ်ပါတယ်မုတ်တကိနာနဲ့တလိမ့်နာလေးနာတွေကိုနိုင်နှင်းစေတတ်ပါတယ်ဆွဲတော်ပန်းအဖြူကိုပြုတ်တောက်ပေးမယ်ဆိုလို့ရှိရင်တော့စီးနေတဲ့ယောဂအသေးအောင်အတော်ဝါဖြစ်ခြင်းတွေကိုတက်တာပြောင်းကင်းစေတတ်ပါတယ်ဆွဲတော်ခန်းရောင်ပင်ကတော့တွေးအားနေတဲ့ယောဂနဲ့တွေးအညစ်အကြေးတွေကိုပယ်စွန့်တည်စေတတ်တဲ့သဘောရှိပါတယ်မိရတွေးဆုံယောဂတွေကိုတက်တာပြောင်းကင်းစေတတ်ပြီးတော့ဆွဲတော်ပင်ရဲ့အညွန့်ကိုပြုတ်တောက်မယ်ဆိုလို့ရှိရင်တော့တွေးဖို့ကင်းစင်ပြီးတော့အသက်ရှည်ကျန်းမာစေတတ်ပါတယ်အစစ်ရောင်အစစ်ကယောဂတွေနဲ့စီးအနေကြတဲ့ယောဂတွေစီလန်ချောင်းနာကျင်ကြိုက်ခဲတဲ့ယောဂတွေနဲ့ရင်ငတ်တဲ့ယောဂတွေကိုလည်းတက်တာပြောင်းကင်းစေတတ်ပါတယ်ထုံကျင်ခြင်းတွေညောင်းညာကြိုက်ခဲခြင်းတွေကိုလည်းတက်တာပြောင်းကင်းစေတတ်ပါတယ်